ဂေါတမဗုဒ္ဓအတ္တရဲ့အလွန်ကခရီးစဉ်လောဘဇောတွေနဲ့ဆင်းရဲဒုက္ခတွေဖိစီးနေတဲ့ဒီလောကကြီးရဲ့မှာလူသားတစ်ယောက်ဟာတတ္တဝါတွေကိုအယောင်ယောင်အမှားမှားဖြစ်အောင်လှည့်စားလျက်ရှိသောလှည့်ဖျားမှုတွေအားလုံးရဲ့အလွန်ကအစစ်မှန်ဖြစ်တဲ့တဘာဝတရားကြီးရဲ့ပင်ကိုယ်သဘောဆိုတဲ့အမှန်တရားကိုရှာဖွေဖို့တတိရှိရှိအားထုတ်ခဲ့ပါတယ်။သူမတူလောက်တဲ့အချမ်းရံအဆောင်ရောင်စီးစိမ်ဥစ္စာတွေကြားထဲမှာမွေးဖွားလာခဲ့ပေမဲ့သူ့ပတ်ဝန်းကျင်ကလူသားတွေရဲ့ငိုကြွေးတန်တွေကသူ့ကိုခြောက်လန့်နေခဲ့တယ်။နှစ်ပေါင်းများစွာလှည့်လည်သွားလာရင်မရေမတွက်နိုင်တဲ့စမ်းသပ်မှုတွေကိုရင်ဆိုင်ခဲ့ရတယ်လို့သူ့ရဲ့နှလုံးသားထဲမှာလည်းအဖြေထုတ်မရပဲအကြိမ်ကြိမ်တွေးရောနေတဲ့မိကုန်းတစ်ခုကထက်တလဲလဲပဲ့တင်ထက်နေခဲ့တယ်။ထာဝရငြိမ်းချမ်းခြင်းစီကိုတွားရလန်းကဘယ်မှာလဲဆိုတဲ့မိကုန်းရဲ့အဖြေကိုတိတ်ဆိတ်ပြီးငြိမ်းချမ်းတဲ့ညချမ်းကာလတစ်ခုမှာတော့မျက်လှစွာသောဘောတိညောင်ပင်ဤချေရင်းမှာအဖြေကိုသူရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူဘာကိုမြင်ခဲ့တာလဲလူသားမျိုးနွယ်ရဲ့လားယာကိုထာဝရပြောင်းလဲပစ်မဲ့ဘလို့မှန်တရားကိုသူဖော်ထုတ်နိုင်ခဲ့တာလဲ။